ပြီဆရာတို့ဒီနေ့ပြောမယ့်အကြောင်းအရာကနည်းနည်းလေးတော့များတယ်။များတာဖြစ်လို့ကြောင့်နားထောင်ဖို့ပဲရှိမယ်နားထောင်မယ်။ General angle အကြောင်းgeneral angle ဆိုတော့ဆရာတို့ကဟာ down degree အပြင်အဲ့ဒါ0 90 180 360စသဖြင့်အဲ့ဒါတန်ဖိုးတွေအများအတွက်သွားမှာဒါအရင်တော့လို့ဆရာတို့က down ချင်းတစ်ခုတည်းကိုသွားမှာမဟုတ် down ချင်း down ကျဟုတ်ပြီနော်စသဖြင့်ကဲအဲ့လိုသွားမှာဖြစ်တဲ့ကြောင့်ဆရာတို့က down တိုင်းနဲ့စနစ်တစ်ခုdown တိုင်းနဲ့စနစ်တစ်ခုอ่ะdown ကိုဘယ်လိုတိုင်းတာလဲဆိုတော့ x axis ကအပေါင်းဦးလက်ဘက်ကနေပြီးတော့ဆရာတို့ကနိုင်လက်တံပြောင်းပြန်တိုင်းတာdown တိုင်းနဲ့စနစ်ကဟုတ်ပြီနော်အဲ့တော့တကယ် down တိုင်းစနစ်ဒီ x axis ကအပေါင်းဦးလက်ဘက်ကနေနိုင်လက်တံပြောင်းပြန်တိုင်းတာanti-clockwise rotation အဲ့လိုတိုင်းရင်အဲ့ဒီ down တွေကိုဆရာတို့က positive angle တွေလို့သတ်မှတ်ထားတာဟုတ်ပြီနော် x axis ရဲ့အပေါင်းဦးလက်ဘက်ကနေနိုင်လက်တံပြောင်းပြန်တိုင်းရင်ဆရာတို့ကအဲ့ down တွေကို positive angle တွေလို့သတ်မှတ်ထားတယ် x axis ကအပေါင်းဦးလက်ဘက်ကနေနိုင်လက်တံတိုင်းနဲ့ down တွေကိုဆရာတို့က negative angle တွေလို့သတ်မှတ်ထားတာဒါဆိုရင် down တစ် down က positive negative ဆိုတာသူကတိုင်းနဲ့ direction ကိုဖော်ပြခြင်းဖြစ်ဟုတ်ပြီနော် direction ကိုဖော်ပြတာ down က negative ဆိုရင်သူက clockwise direction မှာတိုင်း clockwise direction တိုင်းတယ်down က positive ဆိုရင် anti clockwise direction တိုင်းဟုတ်ပြီနော်ကဲအဲ့ဒီခါကျတော့ဆရာတို့ကသွားပြီးလေ့လာကြည့်လိုက်ရင်ကဲ down တစ် down x axis ကအပေါင်းဦးလက်ဘက်ကစတိုင်းတာဖြစ်တဲ့အတွက် x axis ကအပေါင်းဦးလက်ဘက်ဒီအမြဲတမ်းဆရာတို့က initial side အစအနာဟုတ်ပြီနော်အဲ့တော့ down တစ်ခုတိုင်းတယ်ဆိုရဲကဟာဆရာတို့ကဟာနိုင်လက်တံပြောင်းပြန်တိုင်းတယ်ဆိုရင်ဟောဒီမှာ rotate ဖြစ်နေမဲ့ line တစ် line ရှိနေမယ်ဟုတ်လားအဲ့ rotation ဖြစ်နေမဲ့ line တစ် line ရှိနေမှာပဲဒါတို့ရဲ့ down line တဲ့ down ကဘယ်လောက်လဲ30ဆိုရင်ဒီတိုင်းရောက်လာမယ်ဟုတ်လား60ဆိုဒီလိုရောက်သွားမယ်တနည်းအားဖြင့်120ဆိုဒီလိုရောက်လာမယ်စသဖြင့်ဟောဒီမှာ rotation line တစ် line ရှိနေမှာအဲ့ဒီ rotation line တစ် line ကိုကြတော့ဆရာတို့ကဘာခေါ်လဲဆိုတော့ terminal site လို့ခေါ်ဟုတ်ပြီနော် terminal site ဆိုတာအဆုံးအသက်နာဟိုမှာ down တိုင်းတိုင်းပြီးရေးဆိုတာ ਨੇ သူ down က30ဆိုရင်30မှာဒီ terminal site ကရက်သွားမှာမဟုတ်ဘူးလားအဆုံးသက်အနာတာကိုပြောတာဟုတ်ပြီနော်ကဲအဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မို့ဆရာတို့က down တိုင်းတဲ့စနစ်တစ်ခုမှာပြန်ပြီးတော့လေ့လာကြည့်လိုက်ရင် x axis ကအပေါင်းဦးလက်ဘက်ဒီ initial site လို့ပြောတဲ့အတွက်အဲ့ h ဝင်ရိုးရဲ့အပေါင်းဦးလက်ဘက်ဒီဒီဂရီအားဖြင့်သွားမယ်ဆိုဘယ်လောက်ဒီဂရီလဲ0ဒီဂရီဒါဆိုရင်ဒီလိုရောက်လာတယ်ဒီရောက်ရင်မလို့တော့90ဒီဂရီဒီရောက်ရင်180ဒီဂရီဒီရောက်ရင်270ဒီဂရီဒီရောက်ရင်360ဒီဂရီအဲ့ဒါကိုဒါတို့ပြီးတော့မြင်ထားမျက်စိထဲမှာဓာတ်ပုံရိုက်တယ်လို့မြင်ထားရတယ်နော်အဲ့တော့ဒါနောက်ပြီးရင်ဒီမှာ white board ပြည့်သွားတဲ့အခါကျမှစာရီကအလုပ်လုပ်လို့ရမယ့်အနေထားရောက်မှာဒါကဆရာကဒီဂရီနဲ့ပြောတာ radian နဲ့ပြောရင်0 pi by 2 pi 3 pi by 2 2 pi အဲ့ဒီလိုမျိုးလဲဆရာတို့ကတန်းပြီးတော့သိနေရမယ်ဒီဂရီနဲ့ရော radian နဲ့ပါသိနေရဟုတ်ပြီနော်ဆရာအခုဒီမှာသင်ပေးလိုက်တဲ့အကြောင်းအရာတွေက email ယူတဲ့သားတွေသမီးတွေ email မှာသွားပြီးအသုံးချလို့ရတယ်နော်ဒီက email သမား email ဆိုရင်လည်း easy going ဖြစ်သွားလိမ့်ဟုတ်ပြီလားကဲဟုတ်ပြီဒါကနိုင်လက်တံ anti clockwise direction သွားတာဟုတ်ပြီဆရာတို့ angle က
clockwise direction သွားတယ်ဆိုရင်ဟောတာက0ဒီရောက်တော့ negative 90ဒီရောက်တော့ negative 180ဒီရောက်တော့ negative 270ဒီပြန်ရောက်လာတော့ negative 360ဒါအနှုတ် negative angle ဆိုတာဒါကိုပြောတာဟုတ်ပြီနော်အဲ့တော့နိုင်လက်တန်တိုင်းတိုင်းတဲ့အခါကျတော့ negative လို့သတ်မှတ်တာအဲ့တော့ဒါဆိုရင်ဒီမှာလဲ radian နဲ့ပြောရင်ဒါ 0ဒါဆိုဒီကောင်က negative pi by 2ဒါက negative piဒါက negative 3 pi by 2ဒါဆိုရင်ဟောဒီမှာ negative 2 pi ဒါမလားဟုတ်ပြီအဲ့တော့ဒေါင်တိုင်းတဲ့စနစ်တစ်ခုကဟောဒီလိုမျိုး x axis ရဲ့အပေါင်းဦးတဲ့ဘက်ကို initial site အဖြစ်စပြီးလဲတာဖြစ်တဲ့အတွက်သူ့ရဲ့မူရင်းကအပေါင်း direction တွေကိုပဲဆရာတို့ကအလုံးလုံးတာဖြစ်ဖြစ်ကြောင်းမလို့ဟောဒီမှာပထမဦးစွာအမှ၄ပိုင်းတွေ့တယ်မဟုတ်ဘူးလားအဲ့ဒီပထမဦးစွာတွေ့တဲ့အပိုင်းလေးကိုဆရာတို့က quadrant 1လို့သတ်မှတ်ဟုတ်ပြီနော်ဘာဖြစ်လို့ quadrant 1လို့သတ်မှတ်ထားတာလဲဟောစချင်းတောင်းကဒီကနေစလဲတာလေလဲတော့ပထမဦးဆုံးတွေ့တဲ့ quadrant မို့လို့ quadrant 1လို့သတ်မှတ်တယ်ဘောပါရဲ့လားအဲ့တော့ဒီဘက်က quadrant က quadrant 2ဟောဒီ quadrant က quadrant 3ဟောဒီ quadrant က quadrant 4 1 2 3 4ဆိုပြီးတော့ဒီလိုသတ်မှတ်အဲ့တော့ဆရာတို့ကရောမကဏ္ဍနဲ့ရေးရင်1 2 3 4 quadrant 1 2 3 4ရေးတာအဲ့တော့အင်္ဂလိပ်စာနဲ့ရေးမယ်ဆိုဒါကိုပြောမယ်ဆို first quadrant လို့ရေးတယ်ရမယ်နော်အဲ့ဒါဟိုက first quadrant 1 quadrant လို့မဟုတ် first quadrant လို့ရေးတာအဲ့တော့နိုင်လက်တန်အတိုင်းလို့သူ့ရဲ့ quadrant ရဲ့ number တွေကပြောင်းလဲမသွားဘူး तू က1 तू က2 तू က3 तू က4ပဲဟုတ်ပြီနော်အဲ့တော့ negative angle အတိုင်းလိုက်တဲ့အခါကျရင်ညတော့အဲ့ဒါစချင်းဒီဘက်က4ကနေသူကပြန်စလေပြောင်းပြန်လေရမလားအဲ့တော့ဒါတော့သမီးတို့ကဒီ negative angle ကသူ့ဘာသူအဲ့ဒါစန့်ကျင်ဘက်အနေအထားနဲ့တာသွားတာဆရာတို့ကအရာရာတိုင်းက positive ကပဲရှာတယ်ဟုတ်ပြီလား positive ကပဲရှာတာ positive မှာပဲဆရာတို့အမှတ်ထားလိုက်ဒါဆိုရင် quadrant 1ဆိုဒီမှာဘယ်နဲ့ဘယ်ကြား0နဲ့90ကြားက quadrant 1 quadrant 2က90နဲ့180ကြား quadrant 3က180နဲ့270ကြား quadrant 4က270နဲ့360ကြားအဲ့ဒါကိုကိုကသိထားရမယ်နော်စင်ပြေလားကဲဟုတ်ပြီဒါဆိုရင်နောက်တစ်ခုတက်ကြည့်အောင်အဲ့တော့ကိုတိုင်းလိုက်တဲ့တောင်းကဘယ် quadrant မှာရောက်နေတယ်လဲဆိုတာကိုဆရာတို့ကသိဖို့လိုတယ်ဟုတ်ပြီနော်အဲ့တော့ပထမဦးဆုံးအကြောင်းအရာ quadrant ဟာလား quadrant လေးဥမာ first quadrant 1ဆိုတာဒီဘယ်နဲ့ဘယ်ကြားလဲ90နဲ့180ကြား quadrant 2ဆိုတာဒီ sorry quadrant 1ဆိုတာဒီ0နဲ့90ကြား quadrant 2ဆိုတာဒီ90နဲ့180ကြား quadrant 3က180နဲ့270နဲ့ကြား quadrant 4က270နဲ့360နဲ့ကြားဟုတ်လားဒီလိုသိထားရမယ်နော်ကဲဟုတ်ပြီဒါဆိုရင်ဒီနောက်အကြောင်းအရာတစ်ခုကိုသွားမယ်ဟောဒီနေရာမှာဆရာ unit cycle ဆိုတာလေးကိုတစ်ခုပြောမယ် unit cycle ဆိုတာတစ် unit စဝိုင်းလို့ပြောတာ radius တစ် unit ရှိသော radius တစ် unit ရှိသောစဝိုင်းဟုတ်ပြီနော် radius တစ် unit ရှိတဲ့စဝိုင်းradius က1 unit ရှိတဲ့ cycle လေးတစ်ခုပေါ်မှာဆရာတို့ကစဉ်းစား
အဲ့တော့ radius က1 unit ရှိတဲ့အတွက်ကြောင့်မလို့ဒီနာ circle နဲ့ x axis နဲ့ဖြတ်တဲ့နေရာက coordinate ဘယ်လောက်ဖြစ်မလို့ 1,0 ဒီနာကောင်ကဟုတ်လားဒီနာကောင်ဒီ 0,1 ပေါ့ဒီနာကောင်က -1,0 ပေါ့ဒီနာကောင်က 0,-1 ပေါ့ဟုတ်လားကဲဟုတ်ပြီဒါဆိုရင်ဆရာတို့ဟာတောင်းတိုင်းတဲ့စနစ်တစ်ခုကအဲ့ဒါနိုင်လက်တံပြောင်းပြန်တိုင်းလိုက်တယ်ဆိုတော့ဒီကနေတာမနယ် site တစ်ခုပေါ်လာဒါကိုတာမနယ် site လို့ခေါ်တာဟုတ်လားဟောဒီနားမှာအမှတ်တစ်ခုရှိမလားဟုတ်လားကဲအဲ့ဒီအမှတ်ကိုဆရာက x, y လို့ထားလိုက်မယ်အဲ့ဒီအမှတ်ကို x, y လို့ထားလိုက်ရင်အဲ့တော့ကောင်းကဒီမှာတိုင်းလိုက်တာเนาะတောင်းတိုင်းလိုက်တဲ့တောင်းတီတာတီတာဆိုတဲ့တောင်းတိုင်းလိုက်တဲ့အခါမှာအဆုံးသတ်အနာတစ်ခုရှိသွားပြီအဲ့ဒီအဆုံးသတ်အနာတစ်ခုရှိသွားရင်အဲ့အဆုံးသတ်အနာနဲ့စာကယ်လေးနဲ့ဖြတ်တဲ့အမှတ်တစ်ခုဆိုတာရှိမှာပဲအဲ့ဒီအမှတ်ကိုဆရာကအဲ့ဒါ x, y လို့ထားလိုက်ရင်ဒီမှာသတိကံလေးတီဆောက်လိုက်မယ်ဒါဆိုရင်ဟောဒီမှာ OA ရဲ့အလျားသည်ဘယ်လောက်ဖြစ်သွားမလို့ OA ရဲ့အလျားသည် x ဖြစ်မှာပေါ့ဘာလို့လဲဒီမှာ x, y လို့မှတ်ထားတာလေ PA ရဲ့အလျားသည်ဘာဖြစ်မလို့ y ဖြစ်သွားမှာပေါ့ဟုတ်ပြီလားအဲ့တော့ coordinate သဘောတွေကိုပြန်ကြည့်လေဒီနေရာမှာဆရာက 4,2 လို့မှတ်ထားရင် point က 4,2 ဆိုရင်ဟောဒီအကွာအဝေးဘယ်လောက်တုံး4ဟောဒီအကွာအဝေး2ဒီလိုမဟုတ်ဘူးလားရမယ်နော်OP က radius ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ OP ကဘယ်လောက်ပဲတော့1ကဲဒါဆိုရင်ဆရာအဲ့ဒီသတိကံလေးကိုအပြင်မှာထုတ်ပြီးတော့ပြမယ်ဒါက O ဒါက A ဒါက P ရဒီမှာ x, y လို့ဖြစ်တဲ့အတွက်ဒါ x ဒါ y ဒါ1ဒီကောင်လေးကသီတာတဲ့ကဲဒါဆိုရင်ဆရာတို့ y by 1 equal to y ဆိုတော့သီတာနဲ့ဘာ opposite 1က hypotenuse ဆိုတော့ဘာတော့ဟေ sin ကဲဒါကြောင့်မလို့ y equal to ဘာတော့ sin theta ဒီဘက်က x by 1 x by 1ကျတော့ theta နဲ့ adjacent by hypotenuse ဆိုတော့သူ့ရဲ့ ratio ဒီဘာတော့ cos ဒါကြောင့်မလို့ x equal to cos theta ရမယ်နော်အဓိကယူချင်တာဒီကောင်ပေါ့အဲ့တော့ဆရာတို့ကတခါလေကြာရင်ဒါတို့သမီးတို့ကဒီလိုမှတ်တာy ဆိုတာ theta နဲ့ opposite ဆိုတော့ဝေးတယ်ဝေးရင် sin x က theta နဲ့နီးတယ်နီးရင် cos ဆရာတို့ကဒီလိုမှတ်ထားခဲ့ဦးတယ်ငယ်ကတော့ဟုတ်လားအဲ့တော့ဝေးရင် sin နီးရင် cos ဥပမာပေါ့ဘယ်လိုပဲဖြစ်လာပေါ့ဒီနားမှာဒီကောင်က theta ဒါ y ဒါ x ဆိုရင် y equal to y က opposite ဆို sin ဘာ sin လဲ r sin theta ဒီမှာဖြစ်သွားပြီလေအခုန r နေရာမှာဆရာတို့က1နဲ့တွက်နေတာဟုတ်ရမလားx ကနီးရင် cos အဲ့တော့ဘာတော့ r cos theta အဲ့ဒါနောက်ပိုင်းဆရာတို့ကဗက်တာတွေဘာတွေမှာ component တွေခွဲတဲ့အခါကျရင်အဲ့လိုပုံစံမျိုးတွေကပို့ပြီးတော့ညံ့တယ်ဟုတ်မယ်နော်ပို့ပြီးတော့လောလောကသွားပြီး O by A ချမနေတော့ဘူးနားလည်မလားဒါဆိုရင်ဆရာတို့ဒီမှာလေ့လာကြည့်လိုက်တော့ coordinate စနစ်ဆိုတာက x, y မဟုတ်ဘူးလားဒါဆို x ဒီဘယ်သူတန်ဖိုးလဲ cos တန်ဖိုး y ဒီဘယ်သူတန်ဖိုးလဲ sin တန်ဖိုးဟုတ်လားဒါကြောင့်မလို့ coordinate စနစ်တစ်ခုမှာရှေ့က x coordinate နောက်က y coordinate မဟုတ်ဘူးလားဒါဆိုရှေ့ကကောင်ဒီဘယ်သူတန်ဖိုးလဲတိုင်းလိုက်တဲ့ကြောင့်ရဲ့ cos တန်ဖိုးနောက်က y ဒီဘယ်သူတန်ဖိုးလဲ
တိုင်းလိုက်တဲ့တောင်းရဲ့စိုင်းတန်ဖို့ဒါကြောင့်မလို့ဆရာတို့ကငငယ်ကဘယ်လိုမှတ်ထားလိုက်လဲဆိုရှစ်ကော့နောက်စိုင်းပြီးလို့မှတ်ထားလိုက်ရှစ်ကော့နောက်စိုင်းဆိုရင်ရှေ့က question ဖို့နောက်ကစိုင်းတန်ဖို့အဲ့ဒီအကြောင်းအရာကိုနားလည်လားရှေ့ကဘယ်သူတန်ဖို့လဲ question ဖို့နောက်ကစိုင်းတန်ဖို့ကဲဒါဆိုရင်ဟောဒီမှာသားတို့သမီးတို့ကြည့်ဒီနေရာဒီဘယ်လောက်ဒီဂရီလဲ0ဒီဂရီမဟုတ်ဘူးလား0ဒီဂရီမှာ coordinate ဒီဘယ်သူလဲ1.0မဟုတ်ဘူးလားဒါဆိုရှင်းရကောင်က cos တန်ဖို့နောက်ကကောင်က sin တန်ဖို့ဒါကြောင့်မလို့ cos 0ဘယ်လောက်တော့1 sin 0ဘယ်လောက်တော့0သဘောပေါက်လားကဲတန်ပြောမယ် coordinate စနစ်မှာရှင်းရ cos တန်ဖို့နောက်က sin တန်ဖို့ဒါကြောင့်မလို့ဟိုင်းနာ0ဒီဂရီမဟုတ်ဘူးလားခုနကဆရာတို့ပြောတယ်မှာ0ဒီဂရီ0ဒီဂရီမှာ coordinate က 1.0 ဒါကြောင့်မလို့ရှေ့က cos တန်ဖို့နောက်က sin တန်ဖို့ဖြစ်တယ် cos 0ဘယ်လောက်တော့1 sin 0 0ဟောဒါလေးကိုမျက်စိနဲ့မြင်ထားရင်အဲ့တန်ဖို့တွေအကုန်သိဒီနေရာရောက်ရင်ဘယ်လောက်ဒီဂရီလဲ90ဒီဂရီမဟုတ်ဘူးလားဟောရှေ့က cos တန်ဖို့နောက်က sin တန်ဖို့ cos 90ဘယ်လောက်တော့0 sin 90 1ဒီနေရာရောက်ရင်180မဟုတ်ဘူးလားအဲ့တော့ cos 180ဘယ်လောက်တော့ -1 sin 180 0ဒီနေရာဒီ270မဟုတ်ဘူးလား sin 270က -1 cos 270က0ရမလားကဲဟုတ်ပြီအဲ့တော့ဒါကဒီဂရီနဲ့ပြောတာရေဒီယန်နဲ့သွားလိုက်ရတယ်အေး sin pi by 2ဘယ်လောက်တော့1 sin 3 pi by 2ဘယ်လောက်တော့ -1 cos pi ဘယ်လောက်တော့ -1 cos 2 pi ဘယ်လောက်တော့1ရမလားမြင်လားမျက်စိထဲမှာမြင်လားမြင်အောင်ကြည့်လိုက်တော့အဲ့တော့ဆရာတို့ကဒီမှာဒီအကြောင်းအရာတွေကထိုင်ပြီးတော့ကြက်နေရတဲ့အကြောင်းအရာတွေတခုမှမပါဘူးကြည့်ရမယ့်အကြောင်းအရာတွေတခုမှမပါဘူးမှတ်ထားမှာအခုဆရာကဆက်ပြီးအကုန်ပြောပြသွားတယ်ရမယ်နော်ကဲဟုတ်ပြီဒါဆိုရင်ဒါကဝင်ရိုးပေါ်ကကိစ္စတွေဒါဆိုရင် cost တန်ဖို့အများဆုံးအောင်ဘယ်လောက်တော့ cost တန်ဖို့အများဆုံးအောင်ဘယ်လောက် no cost တန်ဖို့အများဆုံး1မဟုတ်ဘူးလားအနည်းဆုံးဘယ်လောက်လဲ-1 sin တန်ဖို့အများဆုံးကလည်းဘယ်လောက်လဲ1အနည်းဆုံးကလည်း-1ကဲဒါကြောင့်မလို့အဲ့ဒါကအမြဲတမ်းမှတ်ထားရမယ်ကိစ္စ sin တန်ဖို့ဒီဘယ်နဲ့ဘယ်ကြားမှာရှိတာလဲ-1နဲ့1ကြားမှာပဲရှိတယ် cos တန်ဖို့ဆိုတာလဲဘယ်နဲ့ဘယ်ကြားမှာပဲရှိတာလဲဆိုတော့-1နဲ့1ကြားမှာပဲရှိတယ်ဟုတ်ပြီနော်ဘယ်နေရာမှာသွားအတွက်မလဲသားတို့အမေရိကသွားကြောင်းတက်လေsin တန်ဖို့ cos တန်ဖို့က-1နဲ့1ကြားပဲမြန်မာပြည်မှာအတွက်နေလို့-1နဲ့1ကြားမဟုတ်ဘူးဟုတ်လားအင်္ဂါဂျိုမှာသွားအတွက်လေ sin တန်ဖို့ cos တန်ဖို့ဒီ-နဲ့1ကြားပဲဒါဆိုရင် maximum value of sin ဆိုရင်ဘယ်လောက်တော့1 maximum value of sin က1 minimum value of sin က-1ဟုတ်ပြီနော်ကဲဒီနေရာမှာကြားပြပြီးတော့ဟို email တွေပါတွေမှာမေးလို့ရတဲ့မေးခွန်းမျိုးလေးတွေပြောပြy equal to sin phi x က has maximum value ရှိတယ်ဒါဆို x တန်ဖိုးကဘယ်လောက်တုံးလဲဟောဒီက sin တန်ဖိုးမှာဘာ value လဲ maximum နဲ့ sin တန်ဖိုးက maximum ဆိုတော့သူ့ရဲ့တန်ဖိုးဒီဘယ်လောက်တုံး1အဲ့ဒီ1ဆိုတာ y တန်ဖိုးလား x တန်ဖိုးလားတန်ဖိုးဘာတန်ဖိုးလဲတန်ဖိုးဘာတန်ဖိုးလဲy တန်ဖိုး
တနည်းအားဖြင့်အဲ့ဒါဘာခေါ်လဲ -1 နဲ့1ကြားဆိုတော့အဲ့ဒါကိုဆရာတို့ function စကားနဲ့ပြောရင်အဲ့ဒါဘာခေါ်လဲ -1 နဲ့1ကြားဆိုပြောတာပေါ်ပြချက်ကအဲ့ဒါဘာခေါ်တာ rate ပေါ့အဲ့ဒါrate နဲ့အတူတူပဲပေါ့ဟုတ်ပြီနော်ကဲဟုတ်ပြီတဲ့ဒါဆိုရင် sin 5 8က maximum value ဆိုတော့ကဲ maximum ဖြစ်တာက sin maximum ဖြစ်တာကဘယ်လောက်ဒီဂရီမှာဖြစ်တာတော့ sin maximum ကဘယ်မှာဖြစ်တာတော့ 1မှာဖြစ်အဲ့ဒါတန်ဖိုး y တန်ဖိုးက1 y တန်ဖိုး1ဖြစ်တာကဘယ်မှာဖြစ်တာတော့90မှာဖြစ်တာမဟုတ်ဘူးလားဒါဆိုရင်ဟောရထဲက580ဘယ်လောက်တော့90ပေါ့ဒါဆို8 equal to ဘယ်လောက်တော့18ပေါ့ဟောဘောမောလား ဟုတ်ကဲ့ နားလည်လားဟုတ်the minimum value of 2 sin 38 plus 7 hey ဒီတဲမှာကပြောင်းလဲနိုင်တာက sin ပဲရှိတာမဟုတ်ဘူးလား sin တန်ဖိုးဒီသာအပြောင်းလဲရှိတာဟုတ်ပြီအဲ့ sin တန်ဖိုးကိုကြည့်လိုက် sin တန်ဖိုးအကြီးဆုံးကဘယ်လောက်တော့ sin တန်ဖိုးအကြီးဆုံးကဘယ်လောက်လဲ 1အငယ်ဆုံးက minus 1သူပါမေးထားတာလေ minimum ဆိုဟို sin တန်ဖိုးနေရာမှာပါထည့်လိုက် minus 1ထည့်လိုက်လေဒါဆိုရင်အဲ့တန်ဖိုးကြီးရဲ့အငယ်ဆုံးတန်ဖိုးဒီ y ကိုဘယ်လောက်တော့ရှင်းလားဒါတွေက A မက်မှာအဲ့ဒါနောက်ဆက်တွဲလေးတွေတမန်ဖိုးလေးတွေပါတတ်တဲ့ဟာမျိုးလေးတွေလည်းရှိတယ်နော်သဘောပေါက်လားအဲ့သဘောတရားလေးတွေကိုစဉ်းစားတတ်ရမှာရမလားကဲဟုတ်ပြီဆရာတို့ပြန်ဆက်ရရင်အဲ့တော့ခေါင်းတိုင်းလိုက်တဲ့အခါကျတော့ဆရာတို့ဥမာဆိုကြပါစို့အဲ့ဒါ quadrant 1နဲ့ကိုကြာ quadrant 1နဲ့မှာ quadrant 1မှာဆိုရင်ပြန်ပြီးကြည့်အောင် x coordinate တွေလည်းအပေါင်း y coordinate တွေလည်းအပေါင်းမဟုတ်ဘူးလား quadrant 2မှာကျတော့ x coordinate ကအနှုတ် y coordinate ကအပေါင်း quadrant 3မှာကျတော့ x ကအနှုတ် y ကအနှုတ် quadrant 4မှာကျတော့ x ကအပေါင်း y ကအနှုတ်ဟုတ်လားဒါ coordinate system နဲ့ကြည့်လို့ရှိရင် quadrant 1ထဲမှာ x အပေါင်း y အပေါင်း quadrant 2မှာ x အနှုတ် y အပေါင်း quadrant 3မှာ x အနှုတ် y အနှုတ် quadrant 4မှာ x အပေါင်း y အနှုတ်ဟုတ်ပြီနော်ကဲဒါဆိုဆရာတို့ရဲ့ coordinate စနစ် trigonometry ဟာ unit cycle in trigonometry ဟုတ်ပြီနော်ရှေ့ကောင်ဘယ်သူတန်ဖို့လဲ cos တန်ဖို့နောက်ကောင်က sin တန်ဖို့ဒါဆိုရင်ဆရာတို့ quadrant 1နဲ့မှာ cos ကလည်းအပေါင်းပေါ့ sin ကလည်းအပေါင်းပဲမဟုတ်ဘူးလား sin အပေါင်း cos အပေါင်းဆိုတော့ tangent ဆိုတာ tangent ဆိုဒီမှာ sin by cos မဟုတ်ဘူးလားဟုတ်ကဲ့ဒါဆိုရင် sin အပေါင်း cos အပေါင်းဆိုရင် tangent လည်းအပေါင်းပေါ့ကဲဒါကြောင့်မလို့ဆရာတို့ quadrant 1နဲ့မှာအားလုံးအပေါင်းဘာအားလုံးလဲtrigo အချို့အားလုံးအပေါင်းဟုတ်ပြီ quadrant 2မှာကျတော့ရှေ့ကောနောက်ဆိုင်နော် quadrant 2မှာကျတော့ cos ကအနှုတ် sin ကအပေါင်းဒါဆိုရင် quadrant 2ထဲမှာကျတော့ sin ပဲအပေါင်း sin အပေါင်းဆိုရင်တော့ cosecant လည်းအပေါင်းပေါ့ကွာဒါကတော့ sin ရဲ့ပြောင်းပြန် cosecant ဒါသူ့ရဲ့ပတ္တနာကိုသိထားရမှာပေါ့sin ရဲ့ပြောင်းပြန် cosecant ဆိုတော့ sin အပေါင်းဆို cosecant လည်းအပေါင်းဒါဆိုကျန်တဲ့လေးခုကအနှုတ် cos တွေ tangent တွေ secant တွေ cotangent တွေကအနှုတ်ဆိုပြောတာဒါကြောင့်မို့ဆရာတို့ကတစ်ခုပဲမှတ်ထားတာ
sin above ဘယ်မှာတော့ quadrant 2မှာဟော quadrant 2မှာ sin above ဟောတာ quadrant 3ဟောတာ quadrant 4ကဲ quadrant 3မှာကြတော့ negative ဖြစ်တဲ့ကြောင့်လို့ cos ကလည်း negative sin ကလည်း negative ဒါကြောင့်မလို့ tangent ကဘာဖြစ်သွားမလဲ above ဟော quadrant 4မှာကြတော့ cos above ဒါကြောင့်မလို့ဆရာတို့ဟာဟောဒီမှာဘယ် quadrant နဲ့ကြတယ်လဲသိလိုက်တာနဲ့ trigo အချိုးတွေရဲ့လက္ခဏာကိုသိပြီတဲ့ဟုတ်လား all sin tan cos လို့ဒီလိုမှတ်ထားတာဘယ်လိုမှတ်ထားလဲ all sin tan cos ASTC ဆိုပြီးမှတ်ထားတာ first quadrant ဆိုတာဘယ်နဲ့ဘယ်ကြားကိုပြောတာလို့0နဲ့90ကြားတနည်းအားဖြင့်ဒေါင်ကျင်းတန်မိုးတွေမှာ trigo အချိုးအားလုံးတို့သည်အပေါင်းလက္ခဏာစောင်းနေ90နဲ့180ကြားထဲမှာဆိုရင် sin တန်မိုးတွေကအပေါင်းဖြစ်တယ်ဟော180နဲ့270ကြားမှာ tangent တန်မိုးတွေဒါကိုပြောတာကဲဒါကြောင့်မလို့ဟောဒီမှာဆရာတို့ဥမာဆိုကြပါစို့ cos 150 degree cos 150 degree cos 150 ဒီ150ကိုကြည့်လိုက်တဲ့ခါကျတော့ဘယ် quadrant 1 2ဒါဆို quadrant 2ဆိုတော့ cos ဒီအနှုတ်ကျန်တာမသိသေးဘူးဒီလောက်ကြီးစာတင်လာတာတော့ဒီလောက်ပု္ပ္ပာလေးကိုဒီလောက်ပဲသိသေးတယ်ဟုတ်ပြီနော်အနှုတ်ကတော့သိကြသွားပြီဒီကောင်အနှုတ်ကျန်တာဆက်လက်မျောဟုတ်လားဟောဥမာဆိုကြပါစို့ tangent 300ဒေါင်းကိုကြည့်ဒါခုနကတော့ဆရာတို့အဲ့ဒါတွေကြည့်ဖို့ပြောတာဒေါင်းကိုကြည့်လိုက်ဒေါင်းက300 300ဆိုတော့ဘယ် quadrant မှာရှိ quadrant 4ဟုတ်လား quadrant 4မှာဆိုတော့ tangent ဒီအနှုတ်တော့သိတယ်ကျန်တာမသိသေးဘူးရမယ်နော်ကဲဟုတ်ပြီsin 580 ဘယ် quadrant ဖြစ်ဟောမှာလာပြီ90 180 270 360 450 540 580ဆိုတော့ဘယ်ပြန်ရောက်သွားquadrant 3လေးရောက်သွားတာဟောဆိုင်ရအနုနောက်ကဏ္ဍနောက်မှလာမယ်ဒါလားလောလောဆယ်လက္ခဏာလေးတွေကြည့်လို့ရတယ်ရမယ်နော်ကဲဟုတ်ပြီကဲဒါကလက္ခဏာကိုဘယ်သူတတ်မှတ်ပေးမှာquadrant ကသူ့ရဲ့တာဝန်ကဒီ trigo တန်မိုးတွေရဲ့လက္ခဏာကိုဆုံးဖြတ်ပေးမှာ trigo တန်မိုးတွေရဲ့လက္ခဏာဒီ quadrant ကိုတတ်မှတ်ပေးမှာအပြန်အလှန်သူ့အလုပ်သူလုပ်မှာသူများအလုပ်သူဝင်ရှုပ်လို့လည်းမရဘူးဥမာဆရာတို့အဲ့ဒါခန္ဓာလူခန္ဓာကိုမှမျက်စိကမျက်စိအလုပ်လုပ်နားကနားအလုပ်လုပ်ဟုတ်လားမျက်စိကမျက်စိအလုပ်မလုပ်ဘဲနဲ့မျက်စိကနားအလုပ်လုပ်နေလို့မရဘူးလေဟုတ်ပြီနော်အဲ့တော့မျက်စိကဘာဖြစ်ရမလဲကြည့်ရမယ်နားကနားထောင်အဲ့ဒီလိုမျိုးပဲဒီသဘောမျိုးပဲဟုတ်လားဆရာတို့ quadrant ဒီဘယ်သူ့ကိုတတ်မှတ်ပေးလိုက်လက္ခဏာကိုတတ်မှတ်ပေးလိုက်တာကဲနောက်တစ်ခါအရေးကြီးတဲ့အစိတ်ပိုင်းတန်ဖိုးအပိုင်းကိုရောက်လာကဲတန်ဖိုးအပိုင်းကိုရောက်လာပြီအဲ့တန်ဖိုးအပိုင်းကိုဆရာတို့ကဘယ်သူနဲ့ကြည့်ရမှာလဲဆိုတော့နော်အဲ့မှာ acute angle ဆိုတဲ့မင်းတစ်ပါးရှိမှာ acute angle သူကဆရာကြီးပဲသူသိရင်အားလုံးသိသွားပြီအဲ့ဒါဘယ်ကိုပတ်မလဲဟာဘယ်နှပတ်ချင်လဲပတ်ချင်တယ်လို့ပတ်ရမယ်ကဲဟုတ်ပြီ acute angle ဆိုတာဘာလို့လဲ acute angle ဆိုဒီမှာ the positive angle အပေါင်းထောင်မယ် positive ပြည့်ပြည့်စုံစုံရေးလိုက်မယ် acute angle လို့ပဲပြန်ရေးလိုက်အပေါင်းထောင်ခြင်းလေတဲ့ between at exit
and ခုနပြောရဲဆိုရင်ဆရာတို့ terminal site x axis နဲ့ x axis နဲ့ terminal site ကြားမှာရှိတဲ့အပေါင်းတောင်ချင်းလေးတဲ့အပေါင်းတောင်ချင်းလေးတနည်းအားဖြင့်ဒါကိုဆရာတို့ကဟိုခေတ်ဆက်ဆက်မှာတော့စာအုပ်မျိုးစုံမှာပေါ့နော်စာအုပ်မျိုးစုံမှာနာမည်မျိုးစုံတက်ခဲ့ဒါကိုနိုင်ငံခြားစာအုပ်တွေမှာပဲပြောတာနော်သူ့ကိုတခါလေကျတော့ဘာခေါ်လဲဆိုတော့ reference angle လို့ခေါ်တယ်ဟုတ်ပြီလား reference ဆိုတာဘာလို့လဲ reference လုပ်တယ်ဆိုတာဘာလို့လဲညွှန်းတယ်အညွှန်းတောင်တနည်းအားဖြင့်ကိုစားပြုတဲ့တောင်ဟုတ်ပြီဆရာတို့ဒေတာပြန်ကြည့်အောင်ကဲဆရာတို့တိုင်းလိုက်တဲ့တောင်က quadrant 1မှာကျတယ်ဆိုပါစို့တဲ့ဟောဒါကတိုင်းလိုက်တဲ့တောင်quadrant 1ထဲမှာကျတယ်ဆိုရင်ဆရာတို့ကဟောဒီမှာရှိတဲ့ h တန်ဖိုး y တန်ဖိုးကဟောဒီမှာဒေါင်းမန်သတိကန်ထဲမှာတို့ကကြည့်လို့ရတာလေဒါက y ဒါက x မဟုတ်ဘူးလားဒါကြောင့်မလို့ဟောဒီမှာရှိတဲ့ x, y ဒီဒေါင်းနဲ့ပတ်သက်ပြီးရလာမှာဒါခုနကတော့ပြောတယ် acute angle ဆိုတာ x axis နဲ့ terminal site ဟောမှာ terminal site က OP ဟုတ်လား terminal site က OP x axis နဲ့ terminal site ကြားဆိုတော့ first quadrant ထဲမှာဆိုရင် acute angle ဒီတိုင်းထားတဲ့ဒေါင်းနဲ့အတူတူပဲဟုတ်ပြီနော် acute angle ကိုဆရာပြောလို့ကောင်းအောင် A လို့ထားလိုက်မယ်ဟောဒါဆိုရင် acute angle ဒီတိုင်းထားတဲ့ဒေါင်းနဲ့အတူတူပဲဘယ် quadrant မှာဆိုရင်လေ first quadrant မှာဖြစ်ခဲ့ရင်ဟုတ်ပြီဟိုတိုင်းလိုက်တဲ့ဒေါင်းက second quadrant နဲ့ရောက်နေတယ်ဆိုရင်ဆိုတော့ကဲတိုင်းတာက x axis ကအပေါင်းကနေစတိုင်းတာလေဟော second quadrant ဆိုတော့ဒါတိုင်းလိုက်တဲ့ဒေါင်းသဘောပေါက်လားဒါဆိုရင်ဆရာတို့ကတတိယ reference ယူဖို့အတွက်ကဒီမှာယူရမှာလေဒါ x ဒါ y ဒါက p ဒါက o ဆိုတော့ဟောဒီမှာ x, y ကဒီမှာလာမှာလေ x, y လာတော့ဒီက h တန်ဖိုးနဲ့ဒီက y တန်ဖိုးကိုယူတော့ဒီဒေါင်းနဲ့သွားကြည့်ရမှာအဲ့ဒါကို acute angle လို့ခေါ်တာသဘောပေါက်လားဟောတာဘာဝင်ရိုးလဲ x axis ဟောတာ terminal site x axis နဲ့ terminal site ဂျားတွေကဒေါင်းချင်းလေးလို့ပြောတာဒါဆိုရင်ကိုတိုင်းလိုက်တဲ့ဒေါင်းက second quadrant ထဲမှာဆိုရင် acute angle ဒီဘယ်ထဲကနှုတ်180တွေကနေသီတာကိုနှုတ်ဒါလေလားကဲခုနကတော့ပု္ပ္ပာလေးပြန်ကြည့်မယ် cos 150ဆိုတော့ second quadrant မဟုတ်ဘူးလား second quadrant ဆိုတော့150ကိုဘယ်ထဲကနှုတ်အဲ့တော့သူ့ရဲ့ acute angle ဒီဘယ်လောက်တုံး30ဒါပြောတာသဘောပေါက်လားသဘောပေါက်ပြီလားကဲအဲ့တော့သူ့ရဲ့တန်ဖိုးလေးကိုတွက်ကြည့်အောင်ပြန်ပြောမယ် cos 150ဟော150ဆိုတော့ဘယ် quadrant second quadrant ဆိုတော့ cos က minus ဒါသိကြသွားပြီ acute angle ဘယ်လောက်တုံး30နာမည်ကဘာပဲသွားမလဲ cos ပဲသွားမယ်နာမည်ကိုမပြောင်းဘူးနာမည်က cos ပဲအဲ့တော့သူ့ရဲ့ acute angle ကဘယ်လောက်တုံး30ဒါကြောင့်မလို့သူနဲ့အတူတူပဲ cos 30ဘယ်လောက်တုံး √3/2 ဆရာကွက်သင်ပေးပြီးသား special angle ဆရာကွက်သင်ပေးပြီးသားဟောထွက်သွားပြီအဖြေနောက်ဆုံး whiteboard ပြည့်ကန်လေးကြမှာအဖြေထွက်တယ်ဟုတ်လားရမယ်နော်အဲ့တော့ဒီအကြောင်းအရာတွေအားလုံးကိုဆက်ပြီးအကုန်သိထားမှရတာသဘောပေါက်လားနားလည်လားဟဲ့ဟုတ်ပြီဒါလေးရှင်းပြပြီးတော့ပြန်ဖြတ်လိုက်ပြီကိုကခေါင်းနဲ့မှတ်ထားဟုတ်ပြီဗျာနောက်တကကိုတိုင်းလိုက်တဲ့ဒေါင်းကတက်ကွာဒရန့်ထဲမှာရောက်တယ်ဆိုပါစို့ဟောတက်ကွာဒရန့်ဆိုဒီမှာတိုင်းလိုက်တာဒီကစတိုင်းတာလေဒါသီတာကြီးအိတ်ကစတိုင်းတာဟုတ်လားကဲဒါဆိုရင် acute angle ဆိုတာဘယ်နဲ့ဘယ်ကြားတော့x axis နဲ့
တာမနယ်စိုက်ကြဒီမှာ8 y ဆိုတော့ဒီမှာဟေးသတိကံကဒါဆိုဒီကောင်လေးက8ဒီကောင်လေးက y လေဟုတ်လားဒါဆိုဒီမှာအကိမန်ငယ်ကဒီကြားထဲမှာဒီတော့ဒါဆို8တောင်းကိုလိုချင်တော့ဒီကနေပြီးတော့ဒီအဆုံးထိတာမနယ်စိုက်ထုံးအဆုံးထိကဘယ်လောက်တုံးတီတာဒီက180မဟုတ်ဘူးလားဒါဆိုရင်ဆရာတို့အကိမန်ငယ်ကိုလိုချင်တော့တီတာတွေကနေ180ကိုပြန်နှုတ်တာပေါ့ဒီမှာကြတော့တနည်းအားဖြင့်180ကိုဘယ်လောက်ကျော်သွားလဲကြည့်လားဆရာတို့အကိမန်ငယ်ကဘယ်ကြားအလုပ်လုပ်နေတာလဲ x axis နဲ့ကြားကိုလှုပ်နေတာနော် y ဝင်ရိုးနဲ့မဆိုင်ဘူးဒါကြောင့် y ဝင်ရိုးဖြစ်တဲ့90တို့280တို့နဲ့အလုံးမလုပ်ဘူးဘာနဲ့အလုံးလုပ်မှာလဲ180တို့360တို့နဲ့အလုံးလုပ်မှာအဲ့ဒါကိုလည်းခေါင်းနဲ့ထည့်ထား x axis ဖြစ်နေတဲ့အတွက်180နဲ့360အဲ့ဒါစသဖြင့်အဲ့နာရှိတဲ့တောင်းနေနဲ့ပဲအလုံးလုပ်နေပါရမယ်နော်ဟုတ်ပြီဒါကဆရာခုနကတော့ဒီမှာပြောဖို့ကြံဒီဂရီနဲ့ပြောတာရေဒီယန်နဲ့ပြောရင်ပိုင်လေးကနှုတ်ပေါ့ဟောရေဒီယန်နဲ့ပြောရင်ပိုင်ကိုနှုတ်ပေါ့ဒါဆိုရင် second quadrant နဲ့မှာဆိုရင် acute angle ဒီ180ကနှုတ် third quadrant နဲ့မှာဆိုရင် acute angle ဒီ180ကိုနှုတ်ဘောပေါလားဟုတ်ကဲ့ကဲဟုတ်ပြီနောက်တက fourth quadrant မှာရောက်တယ်ဆိုပါစို့အော်တိုင်းလိုက်တဲ့တောင်းဟာဒီမှာတိုင်းထားတဲ့တော့ဟောဒီမှာဒီဘက်လေဒီလာမယ်ဟောတာသီတာဒါဆိုရင် acute angle ဆိုတော့ဟောဒီမှာတောင်းကဒီမှာ reference triangle ဒီမှာဟောဒီကြားလေးရဲ့တောင်းက acute angle မဟုတ်ဘူးလားဒါဆိုရင်အဲ့ဒါကြတော့ acute angle ကိုလိုချင်တော့360တဲကနေဘယ်သူကိုနှုတ်တီတာကိုနှုတ်ဒါမှမဟုတ်ရင်2ပိုင်တဲကနေတီတာကိုနှုတ်ဘောပေါက်လာရင်ဒါဆိုရင်ခုနကတော့ဆရာနမူနာလေးတစ်ခုပြောတော့ကတန်းကျင်300ဆိုတာပါသွားတယ်ဟုတ်ပြီပြန်ပြောကြည့်အောင်300ပဲ quadrant 4ဖြစ်တဲ့ကြောင့်မလို့တန်းကျင်ဆိုတော့အနှုတ်နာမည်ကတန်းကျင်ပဲတတ်ထား acute angle ဘယ်လောက်တုံး60ဟောဒါကြောင့်မလို့ -√3 ပြီးသွားပြီ calculator နှိပ်ချရအောင်မလို့တာဒါတွေက calculator မနှိပ်ရတဲ့ paper မှာပါမဲ့အနေထားတွေဟုတ်ပြီနော်အဲ့ဒါကြောင့်အကုန်သိရမယ်အလကားနေ calculator ရောက်နေဒီသေးမနေနဲ့အဲ့တော့ special angle ခုန special angle မဟုတ်ရင်တော့နှိပ်ပေါ့ကွာမဟုတ်ဘူးလား special angle မဟုတ်ရင်တော့နှိပ်ရမှာပေါ့ special angle ဖြစ်လာရင်တော့ calculator သွားနှိပ်လို့မရဘူးကဲဥမာဆိုပါစို့ sin 220ပဲ quadrant 3 quadrant 3မှာ sin ရပါတော့ negative ဟောquadrant သူ့တာဝန်သူကျေသွားပြီမင်းမဆက်လို့တော့ငါပြောခဲ့ပြီမင်းအနှုတ်အဲ့ဒီကောင်ဟုတ်လားမင်းလို့တော့ဘယ်သူသာဝင်လို့အောင်အကျူအန်လေးရလို့အောင်ဒါဆိုရင် tree ကိုတန်ဖို့အချိုးတွေကိုအလုတ်လုပ်ဖို့အတွက်အပိုင်းဘယ်နှပိုင်းရှိနှစ်ပိုင်းတစ်ပိုင်းက quadrant တစ်ပိုင်းက acute angle နားလဲလားဟုတ်ပြီ quadrant ရဲ့တာဝန်ကဘာလုပ်တာလဲလက္ခဏာသတ်မှတ်တာacute angle ကဘာလုပ်တာလဲတန်ဖိုးသတ်မှတ်တာဟောဒီမှာကြည့် sin ဆိုတော့ sin ပဲကဲ220ဆိုတော့180ကိုဘယ်လောက်ကျော်သွားလဲ40ကျော်အဲ့တော့ sin 40ပေါ့ဒါမျိုးကတော့ calculator နှိပ်ရမှာပေါ့ဘာလို့လဲ special angle မှမဟုတ်တာသဘောပေါက်လားနားလည်လားအခုပြောသွားတဲ့အကြောင်းအရာတွေအကုန်လုံးကိုဆက်မိအောင်နားလည်မှအစဉ်ပြေမှာနော်ဟုတ်ပြီနော်အဲ့ဒါတွေကိုဆက်မိအောင်နားမလည်ပဲနဲ့ဆရာတို့အဲ့ tree ကိုသွားပြီးတော့ဟဲ့လားဖြည့်ရှင်းဖို့မကြိုးစားနဲ့အစဉ်ပြေမှာမဟုတ်ဘူးရမယ်နော်ဘယ်လိုမှမအောင်